Hello မိတ်ဆွေများမင်္ဂလာပါရှင်လန်းချမ်းမြေ့ကြပါစေအားလုံးဘေးပြာမဝေးကွာကြပါစေစိတ်မှာကြည်နူးနိုင်ကြပါစေဒီလိုပဲဆုတောင်းရတာပေါ့ဗျာနော်ကျွန်တော်ဒီနေ့ live လေးတက်ပြီးတော့ပြောတာကတော့မနေ့တည်းကျွန်တော်တင်ဖို့ပဲအချိန်တော်တော်လေးမရလို့ပါဗျာကျွန်တော်မှလည်းလေဝင်ရအတွက်လှူရှားရုံကန်ရလည်းရှိတယ်ပြီးတော့ကျွန်တော်ဒေါ်လာရေးကိုလည်းအချိန်ကြာကြီးဖြစ်ပြန်များအောင်စေချင်တယ်ဗျာပြီးတော့ကျွန်တော်တို့နဲ့တူဒီလိုရင်ဒီပြောဆိုနေရတယ်ဒီလိုရိုင်းစနေပြောဆိုနေရန်ဖြစ်နေရတယ်မဖြစ်ဘဲနဲ့အလုံးစီးလုံးကျင်တယ်ဗျာတပေါင်းတစ်စီးရဲ့ဖြစ်စေခြင်းနဲ့ဆန္ဒအကုန်လုံးပေါ့ဥမာခုကြောင်အမြင်မတူလို့ဖြစ်နေကြတဲ့လူတွေထဲမှာရသမျှကျွန်တော်တို့စီးလုံးကျင်တယ်ဗျာနော်အန်ယူဂျီကိုချစ်မဲ့နေသူတွေအန်ယူဂျီကိုပုတ်ခတ်ပြောဆိုနေသူတွေတလန်းနဲ့သွားစီခြင်းတယ်ဗျာနော်အဲဒါကြောင့်ကျွန်တော်တို့အားလုံးစုပေါင်းပြီးမှလေစီးလုံးမှအောင်မြင်ပါဦးဘေးဖယ်တဲ့လူတွေကလည်းကျွန်တော်တို့ကျွန်တော်ဥပက္ခပြုပြီးတော့ထားရမှာပေါ့နော်ဘေးဖယ်ရမယ်ပြီးလို့ရှိရင်သူတို့ reach တွေပဲရအောင်ကြာတော့ကျွန်တော်တို့လုပ်တင်တာပေါ့ဘာလို့ဆိုတော့ block တာတွေပေါ့နော်သူတို့မကြည့်တာတွေ block တာတွေဒါတွေလည်းလုပ်တင်တာပေါ့အဲ့တိုင်းပဲကျွန်တော်လည်းခုနလိုပေါ့ကျွန်တော်ဆိုလို့ရှိရင် NUG ကိုကျွန်တော်လေးစားတာလေNUG ဟာမရှိမဖြစ်လို့တဲ့အဖွဲ့အစည်းကျွန်တော်တို့အားပေးမဲ့အဖွဲ့အစည်းလို့ကျွန်တော်ကသတ်မှတ်ထားတာလေအဲ့ဒါဆိုဟိုဘက်ကတချို့ကြတယ် NUG မရှိမှဖြစ်မယ်ဆိုတဲ့အဖွဲ့ကျွန်တော်တို့ကဒီလို NUG ကိုအဓိကထားတဲ့ခါကျသူတို့ကလည်း NUG ကဒေါ်လာရေးကိုဖြတ်နေတာဆိုတော့သူတို့ကိုကျွန်တော်တို့အံအားတင်တယ်သူတို့ကလည်းကျွန်တော်တို့အံအားတင်တယ်ပေါ့နော်ဒါပေမဲ့အဲ့နှစ်ခုကိုဘယ်လိုပေါင်းစည်းမလဲပေါ့အဲ့တော့ကျွန်တော်ကတော့အဲ့မှာပါလဲဆိုတော့အခုအထူးသဖြင့်ကျွန်တော်ရှာဖွေတယ်ကျွန်တော်စုဆောင်းတယ်ကျွန်တော်လေ့လာတယ်ကျွန်တော်ရရှိတဲ့သတင်းချက်လက်တွေနဲ့knowledge တွေကိုကျွန်တော်ကပြန်လည်ဝေမျှမယ်ဒီနိုင်ငံကြီးနဲ့ပတ်သက်လို့လည်းဝိုးရိုးဝါဒဖြစ်နေရတယ်ဒီဟာလေးတွေကိုတက်နိုင်ဆုံးကျွန်တော်လည်းရှာဖွေပြီးတော့ပြန်လည်ပြီးတင်ပြပေးမယ်ရှင်းလင်းသွားအောင်ပေါ့တော့ကြလို့ရှိရင်ခုနကတချို့ကသူတို့ဖြစ်စေချင်တဲ့ narrative တွေပေါ့ဇာတ်လမ်းတွေဖွဲ့ပြီးတော့သူတို့ဖြစ်စေချင်တဲ့ဟာတွေအပြင်ပြောတဲ့ခါမှာနားထောင်ရင်းနဲ့အမှားယွင်းဖြစ်သွားမှဆိုတာအဲ့တော့ကိုကတဲတဲ့ပွင့်အနေနဲ့ပဲเนาะကျွန်တော်ကိုခုနလိုပေါ့ကျွန်တော်ရှင်းပြလေးသိမယ်သူဖြစ်တော့ကျွန်တော်သိပြီးတော့အောင်မြင်ခြင်းတဲ့သူမဟုတ်ဘူးလို့ကိုယ်ကိုသတ်မှတ်ထားတော့ကျွန်တော်မှအားနည်းချက်ရှိတယ်ကျွန်တော်မိတ်ဆွေတွေကျွန်တော်ဗီဒီယိုဖိုင်တွေ share ပေးပါလို့လဲကျွန်တော်ကကျွန်တော်သူများချက်မတောင်းချင်ဘူးဗျာနော်အမှန်တော့စေတနာထားလို့ကျွန်တော်ပြောတာကောင်းရင်တော့ share ပေးတင်တာပေါ့ဗျာဒါမှသာများများရောက်မယ်လေအထူးဖြင့်ဒီလူကြီးများများရောက်မယ်ကျွန်တော်လည်းလုံနိုင်တဲ့လောက်တော့လုံကြည့်တာပေါ့နော်အဲ့ဆိုတော့အခုခေါင်းစဉ်တင်ထားတဲ့အတိုင်းပဲကျွန်တော်မိုးနေ့တွေကကျွန်တော်နည်းနည်းရှင်းပြမလားလို့ဘာလို့ဆိုတော့အကုန်လုံးနဲ့အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပြီးတော့အားလုံးသိနေတဲ့လူပြီးတော့နိုင်ငံရေးရနော်ကျွန်တော်လည်းကရဲဘော်ကို ET ရဲ့ channel ကနေတင်ထားတယ်ဆိုတော့သူရဲဘော် ET channel ကနေတင်ထားတာအဲ့ဒါကတော့ခုနလိုမိုးတီးစွန်သူ့ရဲ့ live ကိုတင်ထားတာပေါ့နော်အဲ့မှာခေါင်းစဉ်သူတင်ထားတဲ့ခေါင်းစဉ်ပေါ့အဲ့ခေါင်းစဉ်ကခုနအကုန်လုံးကျွန်တော်မိတ်ဆွေတွေကြည့်တဲ့အတိုင်းပဲဟုတ်တယ်ပြည်စိုးမင်္ဂလာပါနော်ဒေါက်ကမဝင်းမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျေးဇူးပါပဲကိုရောက်ကြည့်ရှုပေးနေတာအဲ့ဒါဆိုတော့ရရင်လည်းခုနလို share ပေးကြပါဦးပေါ့နော်အဲ့တော့ကျွန်တော်ခုနလိုအားတင်တာရဲဘော် ED ကိုကျွန်တော်သဘောကျတယ်သူရဲ့သုံးသက်ချက်တွေကောင်းတယ်သူလေးလာအားကောင်းတယ်သူတို့ group ကတော်တော်လေးကိုအသိဉာဏ်ပို့တတ်လည်းတော်တော်ပေးတယ်သူရှင်းပြတယ်လေသဘောကျတယ်ဒါပေမဲ့ဒီကိုမိုးသီးစွန်ရဲ့ live မှာသူကသူ့ရဲ့ဘာမှသုံးသက်ချက်မပါဘဲဒီတိုင်းကိုသူကတင်ပေးလိုက်တာပေါ့သူကတင်ပေးစေခြင်းလို့ချင်းကတ်ထားလို့တင်ပေးလိုက်တာလားဘာလို့ဆိုသူ့ရဲ့
သူ့ရဲ့ဟိုမဖြစ်နေတယ်လေဟိုသူ့ account ဖြစ်နေတယ်လေသူ့ channel ဖြစ်နေတယ်အဲ့ဒီမှာတင်လွဲဆိုသူ့ computer မရရင်တင်လို့မရဘူးသူကိုယ်တိုင်ကွက်တင်နေတဲ့ဆန္ဒရှိမှာပြီးတော့အဲ့ဒီမှာကလည်း title ထုတ်ထားတာကမိုးသီးစွန်ဖွင့်ချလိုက်တဲ့ပါကြောင်ကိစ္စအမှန်တရားနဲ့ဘုံနဂါအဖွဲ့ကိစ္စသူကပါကြောင်ကိစ္စအမှန်တရားနဲ့ဘုံနဂါကိစ္စဟာဒီ live ကိုဘယ်တော့တောင်ရှင်းပြမှာပါကြောင်ကိစ္စအမှန်တရားတူတူလေးနဲ့အကုန်ဖွင့်ချမှာလားအမှန်တရားဆိုတာပါကြောင်ကိစ္စဒီအခုထက်တိုင်းသုံးသက်လို့ပဲရတယ်နော်တိတော့တိနေတော့ပေါ့ဒီပြဿနာအမှုကိုကျွလွန်ခဲ့တဲ့လူတွေသေတဲ့လူတွေသေကုန်ပြီမသေးဘဲနဲ့ရှင်ပြီးတော့မှအဲ့လိုဝေးပြီးတော့လွတ်ထွက်နေလူတွေရှိသလိုတကယ် main ကနောက်ဆုံးကနောက်ကလက်မဲကဘာတူလဲဒါမျိုးတွေပေါ့တယောက်ဒီပါကြောင်ကိစ္စအမှန်တရားဆိုတာပြောတာတကယ်ကိုဒီပါကြောင်ကိစ္စသေချာဦးသိစီခြင်းလို့ရှိရင်လေးလာစရာတွေအများကြီးရှိတယ်ဒီမှာကျွန်တော်မိတ်ဆွေများကိုကျွန်တော်ကြံကြံပေးရမယ်ဆိုရင်တော့ပါကြောင်ကိစ္စကိုသိကျင်တော့အထူးသဖြင့်တော့ထိန်လင်းကျွန်တော်ငယ်ထိန်ပေါ့နော်ထိန်လင်းကအဲ့ဒီမှာတော်တော်ခံစားခဲ့ရတဲ့လူလေထိန်လင်းကိုယ်တိုင်ရေးထားတဲ့စာအုပ်ရှိစာအုပ်ထုတ်ထားတယ်နော်အဲ့ဒီစာအုပ်ကိုလည်းYouTube မှာ file ရှိတယ်ဗျအဲ့ပါကြောင်ကိစ္စကိုအဲ့ဒီတော်တော်ရှိတယ်အဲ့စာအုပ်ကတော်တော်ရှိတယ်တကယ့်ကိုတေချာကိုရေးပြတာသုံးသက်တာကိုမသုံးသက်အမှားအမှန်တွေကိုဒါပေမဲ့အဲ့ဒီကတကယ်ခံစားခဲ့ရတဲ့ပြောလိုက်လို့ရှိရင်ဟိုဇလန်းဖွဲ့နားထောင်ဟိုဖတ်လို့ကောင်းတယ်အဲ့ YouTube file ရှိတော့နားထောင်လို့လည်းကောင်းတယ်ပြန်ပြောထားတာလေအဲ့စာအုပ်ကိုပြန်ဖတ်ပေးထားတာလေအရန်ကောင်းတယ်ဆိုတော့အဲ့ဒါဖတ်ကြည့်လိုက်ရင်ရှင်းသွားမယ်အဲ့ဒီလောက်ရှုပ်ချက်ခတ်တာကို तू ကမိုးသီးစွန်ကပါကြောင်ကိစ္စအမှန်တရားဆိုဖွင့်ချတယ် तू အဲ့ထက်မှာဘာမှလည်းမပါဘူးကျွန်တော်ပြောဘာမှလည်းမပါဘူးမှန်တရားဆိုတာမပါဘူးအဲ့လိုဆိုတော့ဘာဖြစ်လို့ ED အဲ့လိုခေါင်းစဉ်တင်ပြီးရေးတာလဲဆိုတော့ကျွန်တော်စဉ်းစားလို့မရဘူးဒါ ED ရဲ့အုံတော့မဟုတ်ဘူးကျွန်တော်စဉ်းစားဒါ ED မဟုတ်ဘူးဒါဆို ED ရဲ့ channel ကိုဘယ်သူအသုံးပြုပြီးတင်ပေးလိုက်တာလဲကျွန်တော်အဲ့လိုတောင်သုံးသပ်တယ်ဘာသာ ED ရဲ့အတူအဲ့လောက်မရောဒါ ED တွေမဟုတ်ဘူးအဲ့တော့ပါကြောင်ကိစ္စအမှန်တရားဆိုအဲ့ထက်မှာအမှန်တရားကဘာကိုပြောထားတာလဲအမှန်တရားအနေနဲ့ခုနဘုံနဂါကိစ္စနဲ့ကောက်ပြီးချိတ်တယ်ဆိုတော့သူကအဲ့ဒီမှာပါကြောင်ကိစ္စများသောဖြင့် spy ကိစ္စကို spy နဲ့ဆိုတော့ဘုံနဂါကိုလည်းအခုဒီမှာဖြစ်တဲ့ spy ကိစ္စဆိုလှမ်းချိတ်တာပေါ့နော်လှမ်းချိတ်လိုက်တယ်ပါကြောင်ကိစ္စကြီးနဲ့အကြီးနဲ့လှမ်းပြီးချိတ်ပေးတာအဲ့ဒီလိုမလုပ်ကြပါနဲ့ဟိုမှာပါကြောင်မှာအဲ့လို spy လို့ပြောပြီးတော့ဗျာလူသက်ပွဲကြီးလုပ်တာ哦ဒါကြီးကပြန်ကိုမပြောချင်ဘူးဗျာဒီဖြစ်တဲ့လူတွေပြန်ပြောတော့သူတို့အသေးတွေကွဲပြီးတော့ပြန်ပြောရတာဒီຢာတွေကိုလေတော်မခံစားနိုင်ဘူးကျွန်တော်တို့နားကိုမထောင်ချင်ဘူးဗျာအဲ့ကိစ္စတွေကိုအဲ့ကြားတာကိုတော်စီမချမ်းမြေဘူးဗျာအဲ့ပါကြောင်ကိစ္စအဲ့တော့အဲ့ဒီမှာအမှန်တရားဆိုပြောတော့အခုမိုးသီးစွန်ပြောတဲ့အခါ तू ကဆရာကြီးလို့ပြီး तू ကပဲပြောပြီးတော့ဟိုဘက်ကို message တွေပို့ပြီးတော့သူတို့ဒီဟာတွေရိုက်ပြီးတော့တခါတည်းတီနဲ့ရိုက်ပြီးတော့ तू message ပို့ရတယ်ဘာညာပေါ့လေဒါတွေပဲလုပ်တယ်ဒါပေမဲ့ तू ကဥက္ကဋ္ဌဆရာကြီးကိုမင်းတို့မလုပ်နဲ့ပြန်လှုပ်လိုက်ပါညာပြော तू ပြောတာတခုမှမဖြစ်ဘူးတကယ်ပြောပါကြောင်ကိစ္စဘာမှဟိုလုပ်လို့မရဘူးပြီးတော့ဒီကလှုပ်တာတောင်မဲလှုပ်ထားတဲ့ ABSDF အဲ့ဒီတောင်မဲ ABSDF တွေလှုပ်လိုက်တာကိုပြဿနာတက်တာအိမ်မှာပို့ပြီးတက်တာဆိုတော့တွဲလိုက်ကြည့်အဲ့တော့ဒီပါကြောင်ကိစ္စနဲ့ပတ်သက်လို့မိုးသီးစွန်မှာလည်းသိပြောအများပြောတဲ့ဟာတွေလည်းရှိနေတယ်ဒါကြောင့်ဒါပေမဲ့အရေးကြီးတာကျွန်တော်သုံးသပ်ကြတော့ပါကြောင်ကိစ္စကတကယ်ကိုဒါစစ်ထောက်လန်းရေးတွေရဲ့ဟိုလိုနေစိတ်ဝင်ထားမှုဘုံ spy ပေါ့ဒါအခုတကယ်ကျူးလွန်နာမည်ထွက်ပြီးကျူးလွန်တဲ့လူတွေကចောင်းသားတွေဒါ spy နေမဖြစ်တော့ဘူးလက်ရဲစဲရဲနဲ့အရန်ကိုအာနာယူတဲ့အာနာလူပွဲဖြစ်ပြီးတော့လူသားပွဲကြီးဖြစ်သွားတာလေအဲ့ဆိုအဲ့ဒီအထဲမှာဝင်နေတဲ့ဒီမင် spy တတ်ရှိလိမ့်မယ်စစ်တပ်ကလွှတ်ထားတဲ့ spy တွေကဒါပေမဲ့ spy ရဲ့သဘောကအဲ့တိုင်းပဲတော့ spy ရဲ့သဘောကိုသိရမယ် spy ဒီဘတော်မှသူ spy မှာလို့ဘတော်မှမပြောဘူးအခုအဲ့တုန်းကလက်မဲထဲမှာပါနေမဲ့ spy ကလည်းဘယ်သူမှမသိဘူးယခုတည်းလည်းဖွင့်မှာမဟုတ်ဘယ်တိလဲ spy တကယ်တင်တဲ့ပုချတကယ်ဝင်ခဲ့တဲ့ spy အစ်စ်တွေကသူတို့သေတဲ့အထိသူတို့မိမတော့မသိဘူးသူတို့သမီးတွေသားတွေတော့မသိဘူးနောက်ဆုံးသေခင်သေပါစေသူတို့ဘဝတွေသာပြောင်းသွားမယ်
နာမည်တစ်ခုနဲ့ဘဝတစ်ခုသာပြောင်းသွားမယ်သူတို့အဲ့ရလုတ်ခဲ့ရလုံးဝမပေါ်ဘူးဒါ Emerald Torres spy နေဒါမျိုး spy တွေမရှိခဲ့ဘူးလားဆိုရှိနိုင်တယ်ဘာလို့ဆို American spy သင်တန်းနဲ့သွားရတယ်ပြီးတော့ Russia ဒီ Mossad ကိုလည်း sorry KGB ရဲ့လောက်တာလည်းရှိနေမယ်ပြီးတော့ဒါ Russia ပြီးတော့မှဘက်ကများသောအားဖြင့်ကတော့ Israel ကိုလောက်တာပေါ့နော် Mossad ဒီအဲ့မှာအဲ့သင်တန်းတွေတက်ရတယ် spy နေဒီသင်တန်းတွေတက်တယ်ဆိုတော့အဲ့ထက်စစ်တပ်ကမြန်မာစစ်တပ်ထဲမှာ spy ကအရန်အစွမ်းတက်တယ်လေတုန်းကလေဟိုလိုနဲ့နာမည်ကြီးတယ်မြန်မာ spy နဲ့ကောင်းတယ်ဆိုတာအသွင်ယူပြီးလောက်တာဆိုတော့သူတို့အသွင်ယူပြီးအဲ့ထက်မှာထည့်ပြီးသားဒါပေမဲ့အဲ့ဒီလူတွေကအခုနာမည်ပြောင်းမယ်တခုခုပြောင်းသွားပြီမသိနိုင်ဘူးအဲ့လူတွေကဒါကျွန်တော်သုံးသက်ချက်ဒါဆိုအဲ့ဒါအမှန်တရားအဲ့ဒါကြောင့်ဒီလိုလာပြီးတော့ဒုက္ခရောက်အောင်ကိုအဲ့လူတွေကအဲ့ထက်မှာပဲစိတ်ဝင်ပြီးတော့ ABSDF ထဲမှာလုံးဝကိုနောက်ခံအရေးကြီးတဲ့လူတွေမျိုးရှိနေတာဒါအမှန်တရားတွေဒါပေမဲ့အဲ့ဒါကြီးကိုဇလန်းကိုရှင်းပြအရှိကြီးပဲရှင်းပြအဲ့ဒါကိုဒီရတစ်ခုလေးနဲ့ပဲရှင်းပြပြီးအမှန်တရားတယ် no မဟုတ်ဘူးလွဲနေပြီအဲ့ဒါနဲ့သူက spy နဲ့ပတ်သက်ပြီးတော့ဘူနကားနဲ့လှမ်းပြီးတော့ကောက်ချိတ်တယ်အဘူနကားရဲ့မိသားစုကိုအဖမ်းခံထားလို့အဲ့လိုလုပ်ပြီးတော့မင်းတို့မဖမ်းမှနဲ့ပြီးတော့မစစ်ဆေးပါနဲ့မဆိုင်ဘူးဟိုက ABSDF အဲ့ဒါနဲ့မြန်မာပြည်မြောက်ပိုင်းမှာရှိတဲ့ကချင်ကကျွန်တော်တို့တဲ့ KIA နဲ့အဲ့တော့KIA ရဲ့နေမြေထဲမှာရှိပြီးတော့သူတို့အပိုင်စားပေးထားတဲ့နေမြေလေးမှာအာဏာလူပွဲတွေဖြစ်ပြီးတော့ဖြစ်တာအခုဖြစ်တဲ့ကိစ္စကကျွန်တော်တို့ကအစိုးရတော်လိုင်းအစိုးရကျွန်တော်မှာအဆင့်ဆင့်ဖွဲ့စည်းမှုတွေနဲ့တွားထားတဲ့အစိုးရတရက်ပုံစံမျိုးကိုသွတ်သွင်းထားတာဟိုတုန်းက ABSDF ပဲရှိတယ်ကျန်တာဘာမှမရှိဘူးအဲ့မတူတဲ့ဟာကိုလှမ်းချိတ်တယ်ကိုမိုးသီးစွန်ဘာဖြစ်လို့အဲ့လိုလုပ်တာလဲကိုမိုးသီးစွန်ကျွန်တော်ပြောချင်တာအရင်ကလုပ်ခဲ့တာတွေမပြောလို့ဘူးအခုကျွန်တော်တို့ဘာလုပ်နေတယ်လဲပဲကျွန်တော်တို့သွားရမှာကျွန်တော်တို့ဒီတနိုင်ငံလုံးလွတ်မြောက်ရေးအတွက်လုပ်ခဲ့တာအရင်နေ့ကလည်းနိုင်ငံလွတ်မြောက်ရေးနှလုံးသားထဲမှာရှိတဲ့လူတွေလေကိုမိုးသီးစွန်လည်းလိုတာပေါ့တရက်တာပါဝင်ရမယ်လေအရင်ကထားခဲ့ပါလို့ဒီကဘာတွေပဲဖြစ်ခဲ့အခုဘာလုပ်နေလဲပဲကြည်ရမှာလေအခုဒီလိုကြီးဆွဲချိတ်တာမကောင်းအဲ့တော့ဘာလဲဆိုတော့ခုနလိုဖျက်ချောက်တယ်ကွန်မြူနတီဆိုမှာဘာနဲ့ဖျက်ချောက်လဲဆိုတော့ human rights နဲ့ဖျက်ချောက်တယ်ဟုတ်တယ်ဟိုတုန်းကလည်းဒီလူအခွင့်အရေးဘာမှမရှိခဲ့ဘူးဒါ human rights နဲ့ပြောတယ်ဗျအဲ့မှာ human rights က article 9ကိုလည်းပြောတယ်ဆိုတော့တောင်ဒီမလေးလာနိုင်ဘူးမလေးလာနိုင်တော့ပြောလိုက်တော့ဟုတ်မလို့ထင်ရတယ်အဲ့ဒါတွေက narrative ထိုးထည့်တာလေဒီဟာတွေကဘာဖြစ်လို့အဲ့လိုလုပ်ရတာလဲဗျာအဲ့လိုလုပ်တဲ့ဟာကိုခုနလို ED ကတင်ပေးတယ်ကျွန်တော်သဘောကျတဲ့ဒီ channel လေးပါအများကြီးကသူရှင်းပြအရန်ကောင်းတယ်သူဘယ်လိုပဲရှာဖွေဘယ်လောက်ပဲဒီရှင်းပြနိုင်စွမ်းလေးအရန်ကိုကောင်းတယ်သဘောကျဒါပေမဲ့ဒီလိုလုပ်တာကတခုခုမှားနေတယ်ဒါကြောင့် ED တင်တာဟုတ်ရဲ့လားတကယ်လို့ ED ကိုယ်တိုင်တင်တယ်ဆိုရင် ED ရဲ့ bias ကပါလဲ ED ကဘာဖြစ်ချင်နေရလဲတခုခုလွဲနေပြီဒါကြောင့်ကျွန်တော် ED ကိုပါထည့်ပြီးပြောတာနော်အဲ့တော့ခုန article 9အကြောင်းမှာကျွန်တော်တို့ဝင်လာတော့နော်လူခွင့်ရေးနဲ့ပတ်သက်တဲ့ဒီ human rights article 9အကြောင်းနော်မိုးသီးစွန်ဆိုတာကျွန်တော်အလုံးသိပြီးသားဒါကျောင်းသားတွေမှာနာမည်ကြီးခဲ့တာမင်းကိုနိုင်ကိုကြီးမိုးသီးစွန်ကျွန်တော်88ဒါကျွန်တော်ရောင်တက်သူထဲမှာသူတို့တွေဟောပြောပွဲတွေလုပ်ဘာညာကျွန်တော်လည်းအဝေးကနေပြီးတော့ကြည့်ဒါကျွန်တော်ကြည့်ရတယ်ဒါကျွန်တော်တို့ရဲ့အားစားယုံကြည်တဲ့မှာလည်းသူတို့ဟောပြောပွဲတွေလုပ်ဘာညာအဲ့တော့ကျွန်တော်အားပေးခဲ့တာပဲလေကိုကျောင်းသားချင်းတူတူပဲလေအဲ့တော့ကျွန်တော်အားပေးခဲ့တာပေါ့နော်အဲ့တော့ဒါပေမဲ့မိုးသီးစွန်ကျွန်တော်အနေနဲ့မိုးသီးစွန်ကျွန်တော်အနီးကမြင်တတ်ရတော့ကျွန်တော်တို့88စေယုံကြီးရှေ့မှာကျွန်တော်တွေအစာငတ်ခံဆန္ဒပြတယ်အဲ့ဒီမှာမိုးသီးစွန်လာတဲ့ကျောင်းသားတွေနဲ့မိုးသီးစွန်ရောက်လာတဲ့ညနေတခုပေါ့လေကျွန်တော်တို့အဲ့ဒီရက်မှာညနေပိုင်းမိုးသီးစွန်ရောက်လာတယ်ပေါ့ရောက်လေမိုးသီးစွန်သူ speech ပြောတယ်မိန်ကုန်းပေါ့ဗျာဒါသူအစာငတ်ခံဆန္ဒပြကျွန်တော်အောက်မှာတမန်သတင်းပေါ်မှာထိုင်ကြအကုန်လုံးအဲ့မှာကျွန်တော်အစာငတ်ဆန္ဒပြတဲ့သူတွေကိုလာပြီး speech ပေးတာပေါ့ဗျာဆရာကြီးပေါ့နော်ကျောင်းသားတွေအနေနဲ့လာပြောကျောင်းသားလေးစားမလေးကျောင်းသားတွေအနေနဲ့ဥဆောင်ပြီးလုပ်နေတာလေဒါပေမဲ့ကိုလည်းကျောင်းသားပဲလေအဲ့ချိန်မှာဒါပေမဲ့ကျောင်းပြီးပြီကျွန်တော်က
87မှာပြီးတာဒါပေမဲ့88မှာကျွန်တော်တကယ်ကြီးနေရှယ်ကိုကြောင်းမယ်ကိုသွားတာပေါ့တော့ main ထဲမှာအဲ့ဒါဆိုသူတို့ဒီကျောင်းသားတွေကအတူတူပဲလေဗျာပြီးတော့ဒါပေမဲ့ကျွန်တော်လည်းဆန္ဒကဆန္ဒပြထဲမှာရှိတယ်ပြီးတော့မှပြောရင်းနဲ့အဲ့မိန်ကုန်းထဲမှာသူပြောတဲ့မိန်ကုန်းတွေမှာသူကအောက်မှာမိန်ကုန်းပြီးတဲ့အချိန်မှာနည်းနည်းပြဿနာတစ်ခုတက်တယ်ဗျအဲ့ဒီကြောင့်ဘယ်သူမှမသိဘူးမပြောကြဘူးနော်ဒါဒီကြောင့်လေးကျွန်တော်မပြောချင်ဘူးဘာလို့ဆိုတော့ဒါပေမဲ့ပါကြောင်ကိစ္စတော့မှဒီလိုပဲဖြစ်ကြတော့ဗျာအဲ့ဒါဘာလဲဆိုတော့ပြီးတော့နည်းနည်းမိုးသီးဆိုတာအဲ့ဒီက तू ဘာလုပ်ခဲ့တယ်ဆိုတာ तू ဖော်ဒါလည်းလူကကိုယ့်ကိုထင်ကြီးစေချင်လို့ပြောရတာဖြစ်မှာပေါ့ဘယ်လိုလုပ်ဆောင်လဲဘယ်လိုလုပ်ဆောင် तू ကောင်းကြောင်းတွေတော်တော်များများပြောတယ်ပေါ့နော်ကောင်းကြောင်းတွေပြောတဲ့အဲ့ဒါပြဿနာမရှိသေးဘူးဗျာပြဿနာကဘာမှရှိတာလဲဆိုတော့ဒီလောက်အဆောင်ခံခင်ဗျားတို့ကဗျာကျွန်တော်မှလုတ်လိုက်ရကျွန်တော်တို့ကဘယ်လောက်ထိလုတ်တယ်ဘယ်လိုတွေလုတ်တယ်အသက်ကိုစွန့်ပြီးတော့ကျွန်တော်တို့လုတ်တာဒီလောက်လုတ်ခဲ့ရတာခင်ဗျားတို့ကဒီ3ရက်လေးထိုင်ပြီးတော့လုတ်ပြီးတော့မှညည်းညူပြီးတော့ဒီလိုအင်အားမရှိတဲ့ပုံစံမျိုးလို့ရှိရင်ဘယ်လုတ်ပြီးတော့သုံးကြမှာလဲဘာအဲ့ဒီသဘောမျိုးသိရောက်တဲ့စကားတွေပြောလိုက်ကောအဲ့ဒီမှာပေါက်ကွဲပြီးမှခံနိုင်တဲ့အဖို့တစ်ပွဲရှိတယ်အဖို့တစ်ပွဲကတော်ကိုလေရဲစေရဲဖွဲအဲ့ဖွဲကအားလုံးဟိုးရလူဆိုသိမယ်ခုနောက်ပိုင်းလူတွေမသိဘူးဒါပေမဲ့ကျွန်တော်တေချာကြီးမပြောချင်ဘူးเนาะအဲ့ဒီဖွဲဘယ်လောက်လဲစေလဲရှိတဲ့ဖွဲလဲဆိုတာစေုံကြီးတွေမှာ case ခုဖြစ်တယ်မလားရေတွေကိုလာပြီးအစိတ်ခတ်တယ်ဆိုတော့အဲ့ဒီလုတ်တယ်ဆိုတဲ့လူတွေကိုတန်တရားနဲ့လုတ်ပြီးတော့မှဘယ်လိုလုတ်လိုက်လဲသိတယ်เนาะအဲ့ဒီအဖွဲကလူတွေကအဲ့ဒီကောင်ပြင်းမယ်ဆိုလုတ်တာအဲ့ဒီမှာရုံးရေးဆန်ကဖြစ်တယ်ကျွန်တော်တို့ဝိုင်းဆွဲရတယ်အမိုးသီးစုံလုတ်မယ်ဆိုလုတ်တာလေဝိုင်းဆွဲရဘယ်သူလဲကိုထေးကိုသူရကောတန်းဦးဝင်းရီစိန်ထုံးလည်းပါတယ်သူတို့ဆွဲထားရတာမလုပ်ဖို့တောင်းမှမလုပ်ပါနဲ့ကွာကျွန်တော်ကျတော့အရွယ်လူတွေလေဟာတကယ်မလုပ်ပါနဲ့ကွာမူထားလိုက်ပါဟိုမှာဒါမိုးကကွာဒီလိုမျိုးကတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဟိုမှာကြောင့်ညီလေးမလုပ်နဲ့ကွာဟဲ့အောင်မာညာနဲ့ဟိုလိုကဒါချင်းချင်းနေကွာဒါပြောပါစီလေကွာဘာမှမဖြစ်တဲ့ကိစ္စဘာညာကူကွာမင်းကွာသူတို့ကခေါင်းဆောင်ပြီးလို့ဒီလောက်တော့သူတို့လည်းပင်ပန်းနေတာပဲလူကြီးတွေအဲ့လိုထင်ရတယ်ဒါပေမဲ့အဲ့ဒါနီကမိုးသီးဆိုတွေ့ရတာပြောပြချင်တာပါဒီကိစ္စတွေမဟုတ်ပါဘူးเนาะဒါပေမဲ့အဲ့လူဒါအနီးကတွေ့ရဆိုပြောချင်တာပါဗျာကဲထားပါတော့เนาะဒါတွေကဆေးဝင်ဆန်ကန်ဆန္ဒပြပွဲမှာဖြစ်သွားတဲ့ case ပေါ့เนาะအဲ့ case လည်းဖြစ်ခဲ့တယ်ဘာလို့ဆိုတော့အဲ့ဒီမှာလည်းမိုးသီးဆိုရဲ့ပုံစံလေးပေါ့ဘာလို့ဆိုသူဟိုလိုနေရလဲအမြဲတမ်းဒါသူကသူ့အကြောင်းနဲ့တင်ပြပြီးပြောရင်းနဲ့ဖြစ်တဲ့ကိစ္စပါဒါ mature မဖြစ်သေးတဲ့အချိန်ကြီးလေဗျာငယ်ပါသေးတယ်ဒီအခုချိန်ကျတော့ mature ဖြစ်တယ်ပြီပေါ့နော်အဲ့ဒါလေးပါပဲအဲ့ဒါဆိုတော့အဲ့ဒီကကျွန်တော်တို့ကဒါတီးခဲ့ရတယ်ပေါ့ဗျာဒါပေမဲ့ဘယ်လောက်ထိကျွန်တော်လည်းမပြောချင်ဘူးဗျာနော်ပြန်ပြောတော့လဲဟာဖြစ်တယ်နော်ကျွန်တော်တို့ဒီဒါပေမဲ့88နောက်ပိုင်းမှာကြတော့လေမိုးသီးစုံဒီနိုင်ငံရေးလှုပ်ရှားပုံစံမျိုးစုံနဲ့တောက်လျှောက်လုပ်တာပဲနောက်ဆုံးသူလက်နက်ကင်များသူတကယ်ဒီမိုကရေစီရရှိရေးအတွက်လက်နက်ကင်ဆွဲပြီးတိုက်ပွဲဝင်ခဲ့တဲ့သူတူးနေကျွန်တော်လေးစားရမှာအားလုံးလေးစားရမှာကျွန်တော်လေးစားရမယ်ဒါပေမဲ့နောက်ပိုင်းမှာသူ့ရဲ့ရည်တည်ချက်တွေအချိုးကွေတွေပြောင်းလဲသွားတယ်ရှိမယ်လမ်းကြောင်းတွေမကိုက်ညီပဲသူဖယ်သွားတာတွေဒါမျိုးတွေလည်းရှိတော့နိုင်ငံရေးမှာနည်းနည်းလေးသူ့ရဲ့ဂုဏ်သိက္ခာတွေကျဆင်းမှုတွေရှိနိုင်ကြီးရှိတာပေါ့နော်ဒါလည်းအမှန်တရားပဲလေအမှန်တော့ဒါပေမဲ့အဲ့ဒါတွေထားလိုက်အောင်လေအခုချိန်ကကျွန်တော်တို့ပြီးပြီဗျာဒါကတော့လူဆိုတာအမှားရင်းရှိတယ်ကျွန်တော်တို့အားလုံးရှိမယ်အဲ့တော့အခုဘာလုပ်လဲဆိုတာပဲရှိတော့မှာလေအခုဘာလုပ်နေလဲဒီကျွန်တော်တို့အကုန်လုံးရင်းနှီးမြုပ်နှံပြီးတော့လူငယ်လေးတွေကိုချင်းစာပြီးလက်နဲ့ကိုင်းပြီးတော့နေထိုင်ခဲ့ရတယ်စဉ်းစားကြည့်လေဟိုတုန်းကလက်နဲ့ကိုင်းရဲ့ဘဝဘယ်လောက်ဆိုးတယ်ဆိုတာအကုန်လုံးသိတာပဲအခုလဲသူတွေဘယ်လောက်ဒုက္ခခံစားရလဲဆိုတာတွေးကြည့်တာလောက်နဲ့ကိုသိတယ်အဲ့တော့အရင်တည်းကကိုချင်းစာထားဖို့တဲ့လူတွေဆိုတော့ပိုပြီးသိတာပဲလေသူတို့တွေကသူတို့ခံစားတဲ့ဒုက္ခတွေကိုသူတို့ဖယ်ထားနိုင်တယ်အရင်တော့ဒီလက်နက်ကင်ចောင်းသားတွေလိုပဲဆွန့်လွတ်ပြီးတော့နိုင်ငံရေးခံယူချက်နဲ့စနစ်တစ်ခုကိုပြောင်းမှုအတွက်ကိုဘဝတွေအသက်တွေပေးထားပြီးတော့တိုက်ပွဲဝင်နေကြတယ်
အဲ့တော့ကျွန်တော်တို့လေးစားသူတို့ဖြစ်စေချင်တဲ့လမ်းကြောင်းကိုကျွန်တော်မြေတော်မြောက်ပြီးအားပေးရမယ်ကျွန်တော်တို့လှုပ်ဆောင်ရမယ်လေအခုအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှအခုကိုမိုးသီးစုံအနေနဲ့ပြောလာတော့ဒီချွင်းချက်မရှိလွှတ်ပေးရမယ်အဲ့တောင်းဆိုမှုအဲ့ဒါကိုခုန human rights ဆိုတဲ့စကားလုံးနဲ့ဒါအလှဆင်းပြောတယ်ဒါပေမဲ့ဟုတ်ကဲ့ကျွန်တော်ပြောတာလေးကိုကျွန်တော်မိတ်ဆွေနည်းနည်းလေးတော့ကျွန်တော်စကားပြောနည်းနည်းရှည်ပြီးတော့ဝေးတတ်တဲ့အကျင့်ရှိပါတယ်နည်းနည်းလေးဖြည့်ဆွပြီးတော့နားထောင်ပေးပါဦးနော်ကျွန်တော်ဒီချာလေးပြောတတ်တယ်အဲ့တော့ကြိုးစားတာပေါ့ကိုယ်ကမရှင်းအောင်သိကျင်တဲ့မရှင်းအောင်လည်းတတ်နိုင်ဆုံးတော့ကြိုးစားပြီးရှင်းနေတင်ပြပေးတာပေါ့အဲ့တော့ human rights မှာဘာဖြစ်တာလဲခုသူပြောတဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့အပြစ်ရှိတဲ့သူကိုစုံစမ်းစစ်ဆေးခြင်းမလုပ်ရဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူးဒီ human rights နဲ့ပတ်သက်လို့ human rights ရဲ့အဓိကအချက်ကတော့မတရားဖန်ဆီးမှုမဖြစ်စေရပါဘူးနောက်ပြီးတော့ torture မလုပ်အောင်နှိပ်စက်တာတွေမလုပ်အောင်နောက်တရားမျှတတဲ့စုံစမ်းစစ်ဆေးရေးရှိရမယ်တရားမျှတတယ်နော်မတရားဖန်ဆီးတာမလုပ်ရဘူးနှိပ်စက်တာတွေမလုပ်ရဘူးနောက်တရားမျှတတဲ့စုံစမ်းစစ်ဆေးရေးလုပ်ရမယ်အဲ့တော့ဒီသစ္စာဖောက်မှုအခုကသစ္စာဖောက်မှုကျင်းတဲ့သစ္စာဖောက်တယ်လူအဲ့တော့အခုသစ္စာဖောက်တဲ့သူနဲ့ပတ်သက်တဲ့သူ့ရဲ့အသိုက်ဝန်းပေါ့နော်သူ့အသိုက်ဝန်းကလူတွေသူ့တပည့်တွေပြီးတော့သူ့ရဲ့မိသားစုတွေအဲ့ဒါတွေကိုသစ္စာဖောက်မှုဆိုတဲ့treason ပေါ့နော် treason ဆိုတာဘာလဲ spy လုပ်တာတွေ collaboration ဒီ the show လုပ်တာတွေပြီးတော့ပူပေါင်းသွားတာတွေအဲ့ဒါကို treason လို့ခေါ်တာလေသစ္စာဖောက်တာလို့ခေါ်တယ်treason နဲ့ကျွန်တော်များသောအားဖြင့် betrayal နဲ့သုံးတတ်ကြတယ်ဒါပေမဲ့တကယ်ဒီလိုစစ်ပွဲတွေမှာသစ္စာဖောက်တာသုံးတာ treason လို့သုံးတယ်ဒါကနိုင်ငံတော်စစ်သစ္စာဖောက်မှုလို့ပေါ့စစ်ပွဲတွေမှာကျတော့ဒီတော်လှန်ရေးတွေမှာကျတော့ဒီဟာ treason နဲ့သုံးတယ်ဒီ treason အရန်ပြစ်ကြီးတယ်ခုန betrayal ကယုံကြည်မှုကိုပြပြစေတာ betrayal သစ္စာဖောက်တာနဲ့ဒီ treason သစ္စာဖောက်တာမတူဘူးအခုလှုပ်ဆောင်မှုက treason ဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင် treason နဲ့ပတ်သက်တဲ့သူတွေဆိုလို့ရှိရင်သူတို့လည်း treason တွေပဲသစ္စာဖောက်မှုတွေအဲ့ဒါချိတ်ဆက်နေတယ်အဲ့ဒါကိုဘယ်တပ်ဖွဲ့ဘယ်အစိုးရမှဆို treason ဖြစ်တဲ့အမှုမျိုးဆိုစုံစမ်းစစ်ဆေးဖို့တာဝန်ရှိတယ်အဲ့ဒီလူကိုရခဲ့ရင်လည်းသူ့ကိုဖမ်းမိသွားရင်စုံစမ်းစစ်ဆေးရမယ်အခုသူကသွားပြီးပူးပေါင်းလိုက်ပြီဆိုတော့လုံးဝသစ္စာဖောက်တာကျင်းတွေကိုပြသသွားတာနော်ဟိုကတန်တရားနဲ့တော့မှလှမ်းပြီးတော့စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိတယ်မတရားဖမ်းတာမဟုတ်ဘူးအဲ့ဒါကိုတန်တရားတွေများလာတဲ့ခါမှာသူ့ကိုဖမ်းဆီးစစ်ဆေးပြီးတော့မှအရေးကြီးရမယ်အဲ့ဒီမှာ torture တော့မလုပ်အောင်ဖမ်းဆီးစစ်ဆေးတဲ့အချိန်မှာအခုအဲ့ဒီ torture လုပ်ခဲ့တာအဲ့ဒါတွေလေဘာကြောင့်အဲ့ဒါပေါ့ရေးဆက်ဗျာလူကိုမဆန်တာမှန်တယ်အဲ့ဒါပြောတာသူကချိုးရင်တာအဲ့လိုမလုပ်ပါနဲ့အဲ့လိုမလုပ်ဘူးဘာကြောင့်ကခုနပြောတဲ့ ABSDF အခုက NUG NUCC CRPH နိုင်ငံတကာလည်းအနိကစောင့်ကြည့်ပြီးတော့ဒီ human rights ဒီလမ်းကြောင်းကြီးကသွားနေတာအဲ့ဒါကြီးကိုအတင်းလက်စဖြောက်တယ်ဘာညာဆိုအဲ့ဟိုးတော့မလုပ်ခဲ့တာလွန်ခဲ့တဲ့အနှစ်ဘယ်လောက်ရှိပြီလဲပြီးတော့အဲ့ဒီရဲ့အတွေ့အကြုံအဲ့ဒါတွေလည်းရှိပြီးသားအဲ့ဒါကြောင့်ကြောက်လန့်တကြားနဲ့ပြောကြောက်ချင်မှလည်းကြောက်မှာကျွန်တော်ကတော့သိဒါက item နဲ့ဖြစ်နိုင်တယ်ကြောက်ချင်အောင်ဆောင်ပြဿနာတက်အောင်ညှောင်းပေးတာလေအရင်တော့ပါကြောင်နဲ့သွားကတ်ပြီးတော့ဒီ human rights တွေနဲ့သွားကတ်ပြီးတော့အဲ့ဒါကိုပြောချင်တာအဲ့တော့ဒီသစ္စာဖောက်မှုနော်အဲ့ဒါဘယ်တပ်ဖွဲ့ဘယ်အစိုးရမဆိုဒီတန်တရားရှိတာနဲ့ကိုစုံစမ်းစစ်ဆေးလို့ရတယ်စစ်ဆေးပိုင်ခွင့်ရှိတယ်betrayal လုပ်တာအဆင့်မဟုတ်တော့ဘူး betrayal ဆိုကိုချင်းယုံကြည်မှုပြပြအောင်လုပ်တာဒါကိုသစ္စာဖောက်တယ်လို့အဖွဲ့တစ်ဖွဲ့မှာသစ္စာဖောက်တယ်အခုအဖွဲ့မဟုတ်ဘူးဒါတပ်ဖွဲ့တွေတော်လှန်ရေးတပ်ဖွဲ့အဲ့ဒါက treason လို့ခေါ်တယ်ဒီရန်သူနဲ့ကိုပူးပေါင်း